2025ထဲမှာလူအကြည့်များဆုံး e-sport ပွဲတွေကိုပြပြပေးသွားပါမယ်။ဒါကတရုတ်နိုင်ငံကကြည့်ရှုသူဥယျာဉ်တွေမပါပါဘူး။ဘာလို့လဲဆိုတော့တရုတ်နိုင်ငံရဲ့ streaming platform တွေကကြည့်ရှုသူဥယျာဉ်တွေကိုအစမတန်မြင့်ပြီးပြကြရလို့ e-sport နယ်ပယ်မှာယူဆလို့ပါ။ကဲဒါဆိုရင်ဘယ် e-sport ပွဲတွေက streaming platform တွေထဲမှာလူအကြည့်အများဆုံးလဲဆိုတာကြည့်လိုက်ရအောင်။နံပါတ်5 Blast TV Austin Major 2025 Number 4 MLBB MSC 2025 Number 3 Mid-Season Invitation နဲ့ MSI 2025 Number 2 MPL Indonesia Season 15 Number 1 League of Legends World Championship တို့ပဲဖြစ်ပါတယ်ကဲတင်းတို့ရောအခုပြောရတဲ့မှာတပွဲလောက်ပဲပြည့်ကြည့်မှုကြလားကောမမမှန်းခဲ့ပြီးကြပါဦးနော်